Gemini တော့ပလစ်ပြီးတော့ရုပ်ထုတ်လဲကြည့်ရအောင်လိုလိုပေါ်မှာပေါ့နော်ကောင်းမလေးမဟုတ်ပဲနဲ့ AI ကနေပြီးတော့ပလစ်တာမျိုးခံကျင်လားအဲ့ဒါဆိုရင်တော့ Gemini နဲ့ပုံထုတ်ကြည့်ဘယ်လိုရတာလဲဆိုတော့သိလိမ့်မယ်စတာပါဒါပေမဲ့လို့တော့ Gemini ကဒီပုံထုတ်တဲ့နေရာမှာကောင်းတဲ့ဆိုပေမဲ့တစ်ခါတလေကြာရင်လည်း तू ကအရွက်တိုက်တက်တဲ့ပုံစံမျိုးအရွက်တိုက်တက်တဲ့စတာပါ Gemini ကတော့ပုံထုတ်တာတွေဘာတွေကောင်းလဲဆိုပေမဲ့တစ်ခါတလေကြာရင်လည်းအရွက်တိုက်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ဘယ်လိုလဲဆိုရင်ကျွန်တော်ကအရင်ဆုံးပေါ့နော်ဒီပုံနှစ်ခုကိုသုံးပြီးတော့ဒီ TikTok အတွက် thumbnail လုပ်ပြီးပါဆိုပြီးတော့ခိုင်းလိုက်တယ်ဒီပုံရယ်ပြီးတော့ဒီ ChatGPT ပုံရယ်ပေါ့နော် caption ကိုကြတော့ကျွန်တော်ကဒီ ChatGPT Pro Assist ဆိုတာ$200ပါဆိုတဲ့ caption ကိုရေးခိုင်းတယ်သူရေးတော့ရေးပြီးလိုက်ပါတယ်ဒီ ChatGPT Pro Assist ဆိုတာဆိုပြီးတော့ရေးပြီးလိုက်တယ်ပြီးတော့$200ပါဆိုတဲ့ caption တော့ရေးပြီးလိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီလို design ကြီးကကျွန်တော်ဘယ်လိုလုပ်သွားပြီးတော့ဟိုသုံးလို့ရမှာလဲပေါ့အဲ့လိုဖြစ်တဲ့အတွက်ကိုကျွန်တော်ကနေပြီးတော့ reference တစ်ခုပေးရမယ်အဲ့ဒါကြောင့်မို့လို့ပဲအရင်နေ့ကကျွန်တော်လောက်ထားတဲ့ဒီဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲ design တစ်ခုကို reference ယူခိုင်းလိုက်တယ်ပေါ့ဒီ design မှာဆိုရင် robot နဲ့ဒီ room ကိုပေါ့နော်ဟို AI ကိုသုံးပြီးတော့ဖန်တီးထားတယ်ပြီးတော့ဒီ typography ကိုကြတော့ကျွန်တော်ကိုယ်တိုင်လောက်ထားတာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဟို designer တယောက်ဖြစ်တာလည်းပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော် test ကိုကြည့်လိုက်ရင်လှနေတယ်ပေါ့နော်ဟိုနောက်တစ်ခုလောက်ခိုင်းတယ်ပေါ့နော်လိုချင်တာက manipulation style ပြီးတော့စ$200တန် ChatGPT Pro Plan ဆိုတာကိုကျွန်တော်ရေးခိုင်းတယ်အဲ့မှာ symbol ပေးထားတဲ့ပုံ reference ယူပါဆိုပါလောက်ပြီးလိုက်ပါတယ်ဟို typography ကိုပဲပြောင်းပေးလိုက်တယ်ဒီပေါ် text family ရဲ့text family ရဲ့မတူဘူးပေါ့နော်ဒီ text family ကိုပဲပြောင်းပေးလိုက်တယ်တခြားဟာတွေတော့မပြောင်းပေးလိုက်ဘူးအဲ့ချိန်မှာဆိုရင်ကျွန်တော်ကနေပြီးတော့မဟုတ်ဘူးတဲ့အပေါ်အပုံဒီလိုလောက်ခိုင်းတာဆိုတဲ့အချိန်မှာဆိုရင်နှုတ်လေးဒီကြောင်မှာထုတ်လာပေးတယ်$200ရတဲ့ ChatGPT Pro Plan အကြောင်းသတင်းအချက်လက်ကိုပုံစံအသစ်နဲ့ပြန်လည်ပြင်ဆင်ထားပါတယ်ဆိုသူရေးထားတယ်ပေါ့နော်အဲ့ပြီးတော့ထုတ်ပေးလိုက်တယ်ဒီချိန်မှာဆိုရင်စာသားအကြောင်းမှပို့သွားတယ်ဒီသူ့ရဲ့အစွမ်းတွေကိုဖော်ထုတ်ပါဆိုတဲ့စာသားအကြောင်းမှပို့သွားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီသူ့ရဲ့အစွမ်းတွေကိုဖော်ထုတ်ပါဆိုတဲ့စာသားကြီးမကြရဘူးဗျာဘာကြောင့်လဲဆိုရင်တော့ဒီတမနေဖြစ်တဲ့အတွက်ကိုဟိုတိတိမိမိစာသားနှစ်ကြောင်းလောက်ဆိုရပြီပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်ကနေပြီးတော့ဒီဟိုပုံနှစ်ပုံပြီးလိုက်တယ်ပေါ့နော်အရင်ဒီ$200တဲ့ ChatGPT Pro Plan ပုံရယ်ပြီးတော့ကျွန်တော်ရဲ့ပုံလေးကိုပေးလိုက်တယ်ပေါ့နော်သူလှုပ်ထည့်ပေးလိုက်တာစိတ်မရှိတော့လို့ပဲလားဒီလိုပုံစံလှုပ်ပေးလိုက်တာမသိ$200နဲ့ ChatGPT Pro Plan ဆိုတော့ပြီးတော့ show ကိုပဲတစ်ချက် show ကြည့်လိုက်ခေါင်းရအကြည့်ပဲကျွန်တော်ပြောလိုက်သေးတယ်ဒီ feature လေး edit ပြီးတော့လက်ကင်ထားတဲ့အရာနေရာမှာခုပြီးသားလူကိုထည့်ပေးပါဆိုတော့သူပြောင်းပေးလိုက်ပါတယ်အကြောင်းလေးသူချိန်မိလိုက်တယ်ဒါပေမဲ့ရုပ်ယူချက်ရှိုးကြည့်လိုက်တော့အဆင်မပြေဘူးအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကိုပဲကျွန်တော်ကနေပြီးတော့ဒီမျက်နှာပုံစံကိုခုပေးလိုက်တဲ့ပုံစံပြင်ပေးပါဆိုပြီးတော့မျက်လုံးမှာပါ effect မထည့်ပါဆိုပြီးတော့ဒီလိုက်အချိန်မှာတဲ့ဒီလိုကြီးထွက်လာပါလေအဲ့ချိန်မှာဆိုရင်အင်္ဂလိပ်လိုဟိုကျွန်တော်စိတ်မရှိတော့တာနဲ့ဒီအင်္ဂလိပ်လိုပဲပြောလိုက်တယ် Can you replace my head in this photo change to people ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာဆိုရင်အခုဝတ်ထားတဲ့ဒီအင်ကြီးအယောင်ရယ်ပြီးတော့ကျွန်တော်ဟိုလက်ရယ်ကိုသူပုံစံပြောင်းပေးလိုက်တယ်ပေါ့နော်ဒီချိန်မှာဆိုကျွန်တော်လက်စိတ်မရှိတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဗီဒီယိုကလည်းတင်ကျင်နေပြီပြီးတော့ thumbnail ကလည်းမပြီးသေးဘူးဆိုတော့နောက်ဆုံးဒီ result နဲ့ပဲဟိုကျင်းနှန်းလိုက်တယ်ဗျာပြီးတော့ဗီဒီယိုကိုကောက်တင်လိုက်တယ်ပေါ့နော်ဒီမှာဗာပြောချင်တာလဲဆိုရင်တော့ကျွန်တော်လိုမျိုးပဲအခုကြည့်နေတဲ့သူတွေထဲမှာဆိုရင်ရောဟိုဒီလိုမျိုး AI နဲ့ပုတ်ထုတ်လိုက်တဲ့အချိန်မှာဆိုရင်တလွဲတွေဟို AI ကလုတ်ပြီးတာမျိုးတွေရှိလာပေါ့ရှိရဆိုရင်တော့ပြောပြီးသွားပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆောင်ရအောင်မယ်ဆိုဘိုင်ပါ